မဲတီတာယာမနဲ့ဓာတ်သားလို့ပြောလိုက်ရင်ဘလူးကိုပြန်မချစ်နိုင်တဲ့မဲတီတာအောင်နိုင်သူယာမချစ်ရှုံးသမားဓာတ်သားလေးတင်ပွဲဒါတွေကပဲလူတွေရဲ့နှုတ်ထဲမှာဆွဲနေတတ်ပါတယ်သူတို့ရဲ့အချစ်ဇလန်းကသုံးပွဲဆိုင်ဇလန်းလေးပဲလားဓာတ်သားကရောဘာတူလဲမဲတီတာကရောဘာလို့မချစ်နိုင်တာလဲဒါတွေရဲ့နောက်မှာတော့ရင်းနှင်းစရာဇလန်းလေးတစ်ပုဒ်ရှိပါတယ်လူတွေဆိုတာအာဖရိကဆာဗာနာဒေသမှာပေါ်ခဲ့တဲ့ဟိုမစ်နစ်လို့ခေါ်တဲ့လူတစ်စုကနေစပါတယ်ဒီဟိုမစ်နစ်တွေကနေမှဟိုမိုအီရက်တက်ဟိုမိုဆေပီယန်ဆိုပြီးလွန်ခဲ့တဲ့နှစ်4000ကနေ1000အတွင်းမှာကမ္ဘာပထမဦးဆုံးလူသားတွေစပေါ်လာပါတယ်ဒီထဲမှာဉာဏ်အကောင်းဆုံးကဟိုမိုဆေပီယန်တွေပါသူတို့တွေကနေပဲတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပါတယ်မတ်တီတာတို့နဲ့ဒီဟိုမိုဆေပီယန်တွေနဲ့ဘာဆိုင်လဲဆိုရင်တော့နေပါအောင်လာပါမယ်ဒီပြန့်နှံ့သွားတဲ့ဟိုမိုဆေပီယန်တွေကနေမှဒေတာအသီးသီးမှာလူ့ဖွဲ့စည်းတွေပေါ်လာပါတယ်ဒီမှာအိန္ဒိယလည်းအပါဝင်ပါပဲအိန္ဒိယမှာပေါ်လာတဲ့လူအဖွဲ့အစည်းကိုတော့အင်ဒကာချာအိန္ဒုနေဝမ်ယဉ်ကျေးမှုလို့ခေါ်ပါတယ်တစ်ချိန်တည်းမှာပဲဒီအိန္ဒုနေဝမ်ကိုကျူးကျော်ခြင်းနေတဲ့လူမျိုးတစ်စုလည်းရှိပါတယ်ဒီလူမျိုးတွေကိုတော့အာရီယန်တွေလို့ခေါ်ပါတယ်မတ်တီတာမောင်ယာမနဲ့မောင်ဓာတ်သားတို့ရဲ့ဇလန်းလေးကဒီကာလာအပိုင်းခြားမှာပဲစပါတယ်တောင်တလုံးပေါ်မှာလူတစ်ယောက်ရှိနေပါတယ်အောက်မှာလည်းလူတွေအများကြီးပါတောင်ပေါ်ကလူနဲ့အတူချင်းသေးတကောင်ကလည်းရှိနေပါတယ်ဒီလူရဲ့နာမည်ကယာဝနာပါအဆိုတော်ယာဝနာတော့မဟုတ်ပါဘူးသူကဒီချင်းသေးကိုနိုင်အောင်တိုက်နိုင်ရင်အောက်ကလူတွေရဲ့ဘယင်ဖြစ်မှာပါလက်ရှိရောက်နေတဲ့တောင်က10လုံးမြောက်ဖြစ်ပြီးရှေ့ကဒီလိုတောင်6လုံးကိုလည်းကြော်ခဲ့ပြီးပါပြီအခုတော့ချင်းသေးနဲ့ယာဝနာကိုတိုက်ကြပါနောက်ဆုံးတော့ကိုယာဝနာချင်းသေးကိုနိုင်ပြီးတောင်10လုံးကိုအောင်နိုင်တဲ့စစ်မှန်တဲ့ဘယင်ဖြစ်သွားပါပြီတောင်10လုံးကိုအောင်နိုင်တာကြောင့်ဒသဂီရီဆိုတဲ့အိန္ဒုနေဝမ်းမှာအမြင့်ဆုံးဘွဲ့ကိုလည်းရခဲ့ပါတယ်ဒသဂီရီဘယင်ကြီးမှာမိသားစုလည်းရှိပါတယ်ဒီမိသားစုကမိန်းမနှစ်မညီနဲ့သားတစ်ယောက်ပါနာမည်တွေကတော့မနောဂမ်းမီဘီပီတနာနဲ့နာရတို့လို့ခေါ်ပါတယ်သားတော်နာရကိုမွေးပြီးတဲ့အချိန်မိဖုရားမနောကဆုံးသွားတော့3ယောက်ပဲကြံခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာဒသဂီရီဘယင်နန်းတော်ထဲမှာနေတော့စင်နင်းရထားတစ်စီရောက်လာပါတယ်ဒီစင်နင်းရထားမှာစာတစ်စောင်လဲပါလာပါတယ်ဒီစာမှာရေးထားတာကစင်နင်း6កောင်ကတော့ဤရထားမြတ်ကိုဒါဝိဒိယမျိုးနွယ်အပေါင်းတို့၏ရှင်သခင်ဖြစ်တော်မူသောတောင်ဆယ်လုံးကိုအစိုးရတော်မူသောမွေးနဂါးနှင့်ချင်းသေးတို့၏ယာသာဓိပတိဖြစ်တော်မူသောဒသဂီရီဘယင်မင်းမြတ်၏ရွှေလက်တော်သို့အကျုံအတူရမင်းကပနာဆက်တာပါ၏ဆိုပြီးရေးထားတာပါဒသဂီရီလည်းဒီရထားကိုတေချာကြည့်ပါပြီးတော့ရထားအတစ်ဆက်ဆက်လေးကိုရောက်လာတော့ဘီပီတနာဒီလိုစိတ်ရထားပေးတာစိတ်ရေးမှာအကူကြီးတောင်းကျင်လို့ဖြစ်မယ်ဆိုပြီးပြောလိုက်ပါတယ်ဒီတော့ဒသဂီရီလည်းနည်းနည်းတော့စဉ်းစားသွားပါတယ်ဂျားထဲမှာဂမ်မီကသား2ယောက်ကိုမွေးခဲ့ပါတယ်ဒီသား2ယောက်ကဒုသားနဲ့ခရပြက်ပြီးတော့ဒသဂီရီရဲ့မိသားစုမှာလည်းတူ2ယောက်တိုးလာပါပြီတူ2ယောက်တိုးတာမှမကြသေးဘူးရှေ့မှာဘီပီတနာပြောထားတဲ့အတိုင်းနှင်းချနေတဲ့နေလေးတစ်နေ့မှာတက်မှုတစ်ယောက်ရောက်လာပါတယ်ဒီတက်မှုကစစ်ကူလာတောင်းတာပါစိတ်ရထားပေးထားတဲ့အတူရဘယင်ရဲ့နိုင်ငံကိုအာရီယန်မျိုးနွယ်စုတွေရဲ့ဘယင်မာကားကစစ်လာတိုက်နေလို့ပါဒါကိုဒသဂီရီကလည်းလက်ခံပြီးစစ်ကူလေးကိုလိုက်သွားတာဒီမှာဒသဂီရီစစ်သွားတိုက်နေတော့အာရီယန်တွေအကြောင်းကိုပြောပါမယ်အာရီယန်တွေကအိန္ဒုမြေဝမ်းမဟုတ်ကြပါဘူးဒသဂီရီတို့ရဲ့အိန္ဒုမြေဝမ်းမှာနေကြတဲ့မျိုးနွယ်စုတွေကအသားညွန်နေဖြစ်ပြီးအာရီယန်တွေကတော့အဝါတွေပါလက်ရှိပါကစ္စတန်ဘက်ကဆင်းလာကြတဲ့လူမျိုးတွေပါသူတို့ရဲ့ရည်ရွယ်ချက်ကအိန္ဒုမြေဝမ်းကိုတုံးပြီးလဲလောက်စားခြင်းလို့ပါဒီခေတ်လို့မဟုတ်တဲ့ရှေးခေတ်မှာမြေရောသာကောင်းတဲ့နယ်မြေတွေကိုဘယင်တိုင်းလိုချင်ကြပါတယ်တကယ်လို့ပရီမီယံတွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လိုပရီမီယံတွေကအစအကုန်ရတာဖြစ်လို့လိုအပ်လာရင်ကွန်မန့်ကလင်းကနေဝင်ကြည့်လိုက်ပါပြောနေရင်လည်းစစ်သွားတိုက်တဲ့ဒသဂီရီတို့လည်းပြန်ရောက်လာကြပါပြီပြန်ရောက်လာတော့အိုးကြီးတစ်လုံးလည်းပါလာပါတယ်စစ်နိုင်လို့သူရဘယင်ကလက်ဆောင်ပေးလိုက်တဲ့သူရအိုးကြီးပါပြောရရင်တော့အရက်အိုးပေါ့ဒီမှာတင်ဒသဂီရီလည်းကိုကြီးကျော်စံလာစပါနန်းတော်ထဲမှာဘယ်သူမှထိမ့်မရတော့ဒသဂီရီရဲ့ဆရာဖြစ်တဲ့ရတေကြီးတစ်ပါးရောက်လာရပါတယ်ဆရာရတေးကအရက်သမားကိုအရက်ပြောက်စီကိုဗလီပေးပြီးတောထဲမှာတရားသွားထိုင်ခိုင်းလိုက်ပါတယ်ဒသဂီရီလည်းဓမိကတောင်ကိုရောက်လာပါပြီဒီမှာတရားထိုင်နေပေါ့တော်တော်လေးလေတရားရနေပါပြီဒီချိန်မှာပဲရထဲကနေပုံလေးတစ်ပုံမျောလာပါတယ်ဒီပုံကိုဆရာရတေးက beautiful ပုံမှာစာလဲပါပါတယ်ဒီစာကတော့မိထ္ထီလာနိုင်ငံဘယင်မင်းမြတ်၏သမီးတော်ဤရုပ်ပုံရွှေလွှာရှင်တီတာဒေဝီမင်းသမီးကျင်ရတော်အဖြစ်ရွေးချယ်ခိုင်းရန်အတွက်ဤရုပ်ပုံရွှေလွှာကိုရရှိသောအသင်အားလေးတော်တင်ပွဲဝင်ရောက်ရှင်ကန်ရန်ဖိတ်ကြားပါသည်ဆိုပြီးရေးထားတာပါကြည့်လိုက်တော့တီတာဒေဝီကလည်းတော်တော်ချော့ပါဆရာရသေးလည်းသဘောကျသွားပါပြီပြီးတော့ဆရာရသေးလည်းနန်းတော်ကိုပြန်ရင်းစည်းပြီးချက်ချင်းလစ်လာပါပြီသွားတာကတော့မိထ္ထီလာနိုင်ငံကိုပါဒီမှာပြောရရှိတာကမိထ္ထီလာဆိုတာအာရီယန်နိုင်ငံဖြစ်ပြီးတီတာဒေဝီကလည်းအာရီယန်လူမျိုးပါတစ်ဖက်မှာလည်းဒသဂီရီကလေးတင်ပွဲစီရောက်လာပါပြီ
ကြောက်တယ်ဆိုပွဲကိုဦးသီးတဲ့အဖိုးကြီးကအနာကပ်ပြီးလူမျိုးမတူတဲ့လင်္ကာတီပဘယင်ကဒီကိုဘာလာလောက်တာလဲဆိုပြီးအရင်မေးပါတယ်ဒါပေမဲ့လက်ထဲကဖိတ်စာကိုမြင်တော့လေးတင်ကိုကျုပ်လိုက်ပါတယ်ဒီလိုနဲ့လက်သားကြီးလည်းလေးစားတင်ပါပြီပထမလေးကိုကြွအောင်မလိုက်ပါတယ်ဒီနောက်မှာတော့ကျိုးကိုဆွဲတဲ့အချိန်မှာပဲပြဿနာစတက်ပါပြီလေးကျိုးကိုမဆွဲနိုင်ဖြစ်နေတာအာယူကိုချစ်သူတီတာလေးကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့မတ်တီတာရဲ့တနာစရာမျက်နှာလေးကြောင့်ဓာတ်ကြီးလည်းလေးမတင်နိုင်ပဲအရှုံးပေးသွားရပါပြီတီတာတေဝီကဓာတ်ကြီးလေးတင်နိုင်မှာကိုကြောက်နေတာပါဒါနဲ့မောင်ဓာတ်လည်းတောင်းညံ့ပါပြီပထမဆုံးအဖိုးအင်းနာကိုကပ်ပြီးသူ့လောက်ထိရအောင်တင်နိုင်တဲ့သူမရှိတာကြောင့်မတ်တီတာကိုသူပဲရားတင်ကြောင်ပြောနေပါတယ်ဒီချိန်မှာပဲလူနှစ်ယောက်လမ်းလျှောက်ဝင်လာပါတယ်သူတို့ကတော့ယာမနဲ့လက္ခဏာတို့ပါသူတို့လည်းလေးတင်ဖို့ရောက်လာတာပါပြိုင်ပွဲစည်းကမ်းနဲ့တော့မညီပါဘူးပြိုင်ပွဲစည်းကမ်းအရာအရင်တွေပဲရှင်ပြိုင်ခွင့်ရှိပါတယ်ဒါတော့စိတ်ကလည်းရထားအောင်ပါဒါပေမဲ့ယာမနဲ့လက္ခဏာကပြိုင်ပွဲလုပ်ပေးတဲ့အဖိုးကြီးရဲ့တပည့်တွေဖြစ်နေတော့ပါဝင်ခွင့်ရလိုက်ကြပါတယ်ပြောရမယ်ဆိုရင်တော့ထိုင်တတ်လိုက်တာပါဒီလိုနဲ့ယာမနဲ့လက္ခဏာတို့လည်းလေးတင်ကြပါပြီပထမကတော့လက္ခဏာပါလေးကိုအလွယ်လေးပဲမလိုက်တာပါဒါပေမဲ့ခဏအကြာမှာပဲလက္ခဏာလည်းအရှုံးပေးတော့ပါပြီနောက်အလဲကတော့ယာမပါယာမကလည်းလေးကိုအေးစေးလေးဆွဲมาပြီစတင်ပါပြီဒီနောက်မြားကိုထဲဖို့လေးညို့ဆွဲလိုက်တဲ့အချိန်မှာတော့ယာမကအင်္ဂါရက်တင်နဲ့ပြေဆုံးသွားပါဒီချိန်မှာဓာတ်ဂီရီကလည်းဒုတိယတစ်ချိန်ထပ်တောင်းညံ့နေမှာပြီဒီမှာအနှဲငယ်ပုတ်တိုက်မှုဖြစ်ပွားပြီးယာမနဲ့ဓာတ်တို့လည်းအခြေအနေရှိုးနေကြပါတယ်ဒီချိန်မှာပဲမတ်တီတာယာမနာကိုပြေးကပ်ဘလူးနဲ့တူတဲ့ဓာတ်စီကနှမကိုကဲပါဆိုပြီးပြောလိုက်တဲ့ပစ်မီခဲလေးတီတာကြောင့်ဓာတ်လည်းမပြန်ရင်တစ်ချက်ကြည့်လိုက်ပါတယ်ဒီနေရာလေးကိုတော့ဒီလိုပုံဖော်ခြင်းပါတယ်ပြန်လာတဲ့ဓာတ်ကတော့သူတရားထိုင်ခဲ့တဲ့နေရာလေးကိုတန်းပြန်ပြီးအိပ်ပျော်သွားပါတယ်။နောက်နေမိုးလင်းတော့ဘေးကိုနှမဖြစ်သူရောက်နေပါတယ်။ပြီးတော့ဓာတ်ကြီးလည်းအကြောင်းစုံကိုပြောပြရင်လင်္ကာတီပါကိုပြန်လာခဲ့ပါတယ်။နန်းတော်ကိုပြန်ရောက်ပြီးမကြဘူး။ဓာတ်ကြီးရဲ့ဦးလေးဖြစ်တဲ့ဦးကြီးတော်မာရိသကလည်းနှစ်ပေါင်းများစွာတိုင်းကျင့်နေရကနေပြန်ရောက်လာပါတယ်။ဦးကြီးတော်မာရိသဆိုတာတိုင်းဆရာဖြစ်ပြီးသူအကျွမ်းကျင်ဆုံးကတော့ဗဇက်ကနေအတန်ပေါင်းစုံထုတ်တာပါ။ပြောမယ်ဆိုရင်တော့ပြီးဖောက်ပေါ့။ရောက်လာတဲ့အကြောင်းရင်းကတော့သူနှစ်ယောက်ကိုဒီပညာတွေသင်ပေးခြင်းလို့ပါ။ဓာတ်ကြီးကလည်းခွင့်ပြုလိုက်ပါတယ်Go boom boom ဒီလိုနဲ့ဓာတ်ဂီရီလည်းမတ်တီရာစီကနေမူအောင်ဖို့ကြိုးစားနေပါတယ်ဒီမှာဓာတ်ဂီရီဆိုတာစူပါဟျူးမန်နဲ့တွတ်တူပါတယ်ကပတိန်အမေရိကတို့လိုမျိုးပါဂျာမကတော့ဟော့အိုင်းပေါ့စူပါဟျူးမန်လောက်အကြမ်းမခံနိုင်ပေမဲ့တာမန်လူထက်တော့ပို့ပါတယ်ဒီထဲမှာဂမ်ဘီကသူ့အစွမ်းနဲ့တမင်တွေကိုထိန်းချုပ်နိုင်ပါတယ်ဘီဘီတနာကတော့တာမန်လူလိုဖြစ်ပြီးဉာဏ်ပညာကတော့ကျန်တဲ့လူတွေထက်ပိုမြင့်ပါတယ်ဒါပါဂျားထဲမှာဓာတ်ဂီရီအရေးရောက်ဝင်လာတဲ့တခြားပင်တစ်ပါးလည်းရှိပါတယ်သူကတော့ဘာလီမင်းပါအခုကလင်္ကာတီပါတိုင်းပြည်ရဲ့တာမန်နေလေးတစ်နေ့ပါဒီချိန်မှာပဲဦးကြီးတော်မာဒေသပြေးဝင်လာပါတယ်ပြီးတော့ဓာတ်ဂီရီနဲ့ဂမ်မီကိုတောထဲကိုခေါ်ပြီးပြလိုက်တာကတော့ဓာတ်ဂီရီရဲ့တူနှစ်ယောက်သိနေပါပြီဘေးမှာမြားတစ်ချောင်းကိုလည်းတွေ့ပါတယ်ကျန်တာကိုတော့အပိုင်းနဲ့မှဆက်ပါမယ်ဒါနဲ့စကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့0ပါ editing software အချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လုပ်ချင်တဲ့ရှိတယ်ဆိုရင်ကျွန်တော်စီမှာတင်နှလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိသင်ပေးမှာဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်သင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှပြန်တွေ့ကြမယ်